Hello ပူတင်ပါဒီနေ့တော့ပူတင်ကအရန်တကူကြီးရဲ့မဟာတွန်တာရဖရာကြီးကိုသွားပြီးတော့ဖူးမြော်ခဲ့ပါတယ်ဒီမဟာတွန်တာရဖရာကြီးကအရန်တကူကြီးရဲ့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့တကူအရန်ကြီးရတဲ့ကြောင်ရဲ့ပြီးတော့အရန်ဖူးရခဲ့တဲ့ဖရာတဆူဖြစ်တာကြောင့်ရေကြောင့်ပေါ့နော်အကုန်လုံးကိုဖူးရအောင်လို့ပြန်ပြီးတော့မျှဝေပေးလိုက်ပါတယ်ဒါကတော့ဖရာကြီးကိုပူဇော်ထားတဲ့ပန်းနေပေါ့နော်တခန်းလုံးကိုမွေးကြိုင်ပြီးတော့တော်တော်လေးကိုရင်ထဲမှာအေးချမ်းနေပေါ့နော်ဖရာကြီးရဲ့လေမျက်နှာတော်လေးကလည်းပြုံးတော်မူနေပေါ့နော်တော်တော်လေးကိုကြီးညိုဖို့ကောင်းပါတယ်ဖရာရိတ်တရားရိတ်ကတကယ်အေးချမ်းနေပေါ့နော်အဲ့ဒါနဲ့ပူတင်လဲမဟာတွန်တာရဖရာကြီးမှာပဲပဋ္ဌာန်းနေပါရောပတိတွေရောစိတ်ပြီးတော့ပူဇော်ခဲ့ပါတယ်ဖရာကြီးကိုဒီမှာကန်းကော်ပန်းအနေနဲ့လည်းပူဇော်ထားပေါ့နော်ကန်းကော်ပန်းအနှံ့လေးကတော်လေးကိုမွေးပြန့်နေရပေါ့နော်ဒါကတော့ပူတေးဘုရားမှာတခါမှမမြင်ဘူးတဲ့စကစိမ့်ပါစကဝါနဲ့စကဖြူပဲမြင်မှုတာပေါ့နော်ဒီစကစိမ့်ကိုအခုမှမြင်မှုတာအစအလေးဘူးတင်းထင်နေတာဒီပကံလေးကိုကြည့်ပြီးတော့စကဝါပန်းကိုအောက်ကနေမြက်ဖြစ်ဖြစ်လိုမျိုးအသိရွက်ခံပြီးတော့ဟိုဖရာကြီးကိုပူဇော်ထားတယ်ထင်နေတာဒါကြတော့မဟာတွန်တာရဖရာကြီးရဲ့ထူးခြားချက်တွေပေါ့နော်ဒီအလဲကပုံဆိုလို့ရှိရင်ဖရာကြီးမျက်လုံးတော်ပွင့်လာတာပေါ့နော်ဒီဘက်တောင်စုံကပုံဆိုလို့ရှိရင်ဖရာကြီးကပြုံးတော်မူပြီးသွားလေးတွေတောင်မှအဲ့လိုမျိုးပေါ်နေရပေါ့နော်တခြားပုံလေးတွေကကြတော့ဒါထူးထူးခြားခြားကြီးကိုတော်တော်လေးကိုပြုံးတော်မူနေတဲ့ပုံလေးတွေပေါ့နော်အဲထူးခြားဖြစ်စဉ်တွေဖြစ်နေတဲ့အချိန်မှာဒါအမိအရာပေါ့နော်ရိုက်ကူးထားတဲ့ပုံတွေပဲဖြစ်ပါတယ်ဖရာကြီးရဲ့မျက်နှာတော်နဲ့ပတ်သက်ပြီးတိတိတတ်တာကတော့အဲ့လိုမျိုးပြုံးတော်မူတာများတယ်ပေါ့နော်ခုနအပေါ်မှာပူတင်းပြသွားတယ်လို့သွားလေးပေါ်အောင်လို့ပြုံးတော်မူတာရဲ့မျက်လုံးတော်ပွင့်တာရဲ့ကတော့နှစ်ပုံပဲတွေ့ခဲ့တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ရုပ်ပွားတော့နှစ်စုပုံရိပ်အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဒါကလည်းနောက်ထပ်ထူးခြားချက်တွေပေါ့နော်ဒီမဟာတွန်တာရဖရာကြီးရှိတဲ့နေရာမှာအဲ့လိုမျိုးအုံသီးတွေကအက်ကွဲပြီးတော့အဲ့လိုမျိုးပွင့်တာပေါ့နော်အုံသီးတွေပွင့်တော်မူတယ်လို့ပြောရမယ်ပေါ့နော်ဒါကလည်းရှာရှာပပပေါ့နော်တခါမှအဲ့လိုမျိုးတော့မတွေ့ဘူးဒါလည်းအဲ့လိုမျိုးဒါဖရာကြီးနားမှာကတ်ထားတဲ့ပုံကနေပြီးတော့ပူတင်ဒီကရိုက်လာတာပေါ့နော်ဒီမှာဆိုလို့ရှိရင်အုံသီးတွေပွင့်တာကြတော့လေတနေရာတည်းတော့မှမဟုတ်နှစ်နေရာသုံးနေရာလောက်ရှိရပေါ့နော်အုံသီးကတစ်လုံးနဲ့ပွင့်တာတော့မဟုတ်ဘူးတန်းစီပြီးကတ်ထားတဲ့အုံသီးတွေအကုန်ပွင့်တာပေါ့နော်ဒီဟာလေးကတော့အရန်သဘောကျလို့အထပ်ပြီးတော့ရိုက်လာခဲ့တာဖြစ်ပါတယ်ပန်းလေးကလေနှံကောင်လေးတွေနဲ့တူတယ်နော်ရှည်မျောလေးတွေဘလူးလေးလည်းမသိဘူးအသေးရစရာလေးဖရာကြီးကိုဖိုးရင်းနဲ့ကြာစံချက်လည်းဝင်ပြီးကြိတ်ခဲ့ပါတယ်အဲ့ဒါကတော့မရိုက်လိုက်ခဲ့ပါဘူးစားလို့ကုန်သွားလို့ပါဒီပန်းလေးလည်းအရန်သဘောကျတယ်ဒါပေမဲ့ဘာပန်းလဲနာမည်မသိဘူးပူတင်ရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲနောက် vlog မှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye